မင်္ဂလာပါအဒမီကတော့ဒီနေ့ကလောမျိုးမစီကနေ9မိနစ်ကနေ10မိနစ်ခန့်မောင်းရတဲ့ vacation home လေးတစ်လုံးနဲ့မိတ်ဆက်ပေးပါမယ်ဒါပြီးတော့ container house လေးပါလူကြီး6ယောက်တဲလို့ရပါတယ်ဒါကတော့အိမ်ရှိရဲ့မျက်နှာစာလေးပါဒီမှာဆိုလို့ရှိရင်အခန်းတိုင်းက2 way aircon ထည့်ထားပေးပါတယ်ဒါကတော့ခြံထဲမှာရှိရဲ့3လုံးပါဘယ်ဘက်ခြမ်းက10ယောက်အိမ်အလဲက6ယောက်အိမ်ဟိုဘက်ခြမ်းကတော့10ယောက်အိမ်ပါအခန်းတိုင်းမှာ2 way aircon တွေထည့်ထားပေးတဲ့အိမ်လေးဖြစ်ပါတယ်ဒါကတော့အိမ်ရဲ့ဝင်ချင်းလေးပါဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်ဒီမိသားစုပွဲရေခဲတက်တာပြီးတော့လို့ရှိရင်မိဖို့ကန်သုံးပစ္စည်းတွေရှိမယ်တင်နီပေါင်းအိုရင်နွေးအိုးတွေနဲ့ပကံခွက်ရောက်တွေထားထားပြီးရယ်ဆန်စီစားငရုတ်ချက်တော်ထည့်ထားပေးပါတယ်နော်ချစ်တဲ့တွေကတော့ရေချိုးကန်အိမ်လာပါဒီအိမ်မှာကထူးခြားချက်ကရေချိုးကန်အိမ်သားတွေက attach မဟုတ်ပါဘူးတိမ်လုံးမှာတစ်ခန်းစီပဲပါပါမယ်နော်ဒါကတော့2ယောက်အိတ်ခန်းဖြစ်ပါတယ်ဒီထဲမှာဆိုလဲ2 way aircon ထည့်ထားပြီးရယ်ဒါဆိုလဲ1ယောက်အိတ်ခန်းမှာသူဆိုလဲထဲမှာ aircon ထည့်ထားပေးပါတယ်နော်ဒါတော့မင်းတို့အပေါ်သွားနေရပါအပေါ်မှာဆိုလို့ရှိရင်1ယောက်အိတ်ကရင်တစ်လုံး2ယောက်အိတ်ကရင်တစ်လုံးနဲ့ဒါ3ယောက်ခန်းပေါ့နော်ပြီးသွားတဲ့ခါကျလို့ရှိရင်ပွင့်လင်းရာသီဆိုလို့ရှိရင်ဒီအိမ်လေးက breakfast ကျွေးတယ်အခုလိုမိုးရင်းမှာဆိုလို့ရှိရင် promotion လေးရှိလို့မင်းတို့ကို Viber ကနေပဲဆက်သွယ်လို့ရပါတယ်ပြီးတော့9339 3434 Viber နဲ့ဆက်သွယ်လို့ရလို့ဖုန်းခေါ်လို့ရပါတယ်အဲ့ဒီကနေပဲမင်းတို့က booking လက်ခံပါတယ်နော်